ကဲညီကိုတွေအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မိတ်ဆက်တင်ဆက်ပေးမယ့်ဘိန်းလေးရတာเนาะမိတ်ဆက်ပေးမယ့်ဘိန်းလေးရှိုးလိုက်ကီလိုက1000နဲ့မှ900ပဲရှိစေ1000နဲ့မှ900เนาะနားကြမမနဲ့ညီကိုပြီးတော့မန္တလေးရပ်ပလက်လိုင်စင်အကြီး85ရပ်ပလက်မော်ဒယ်2020เนาะ19လမ်းဒိတ်ထိထွက်တယ်ပြီးတော့ဘိန်းအရန်မိုက်တဲ့ scammer icon လေးပဲဖြစ်ပါတယ်ဗျာเนาะဈေးနှုန်းလေးကလည်း3900အောက်မှာအစင်ပြောင်လို့ရောက်ချပေးမှာဖြစ်တယ်เนาะကီလို1900နဲ့ဘိန်းလုံးဝအသစ်ဆက်မှစီးကျင်တဲ့ညီကိုတွေဆိုအရောက်လန်းလာခဲ့ပါเนาะကျွန်တော်တို့တွေကီလိုတွေ scammer တွေ1000ကျော်1000တွေပဲများနေတဲ့အချိန်မှာเนาะဒီလိုထောင်ကနန်းကီလိုဘိန်းတစ်စီးကတော့ရဖို့ဆိုတော့လုံးဝမလွယ်ကူတော့ပါဘူးเนาะကျွန်တော်ဒီမှာရောင်းချကြရှိရဲအမြန်ဆုံးလာမှစိတ်ချရမယ်เนาะဒီကိုတစ်ချက်ဆက်လေးလုပ်ပြရမယ်ဗျဘိန်းအရင်တက်မယ်เนาะအနာစာဘာမှမပါဘူးဗျပြီးတော့မန္တလေးရပ်ပလက်လိုင်စင်အကြီးကိုတန်းလဲအသစ်နဲ့ပါเนาะဟောရှယ်ပြီးပါဖတ်တယ်เนาะသူကမော်ဒယ်2000နဲ့မှ1920ဆိုတော့ခလောက်ပြောင်းသွားပြီเนาะဒီဘက်ခလောက်ညာဘက်ခလောက်ပြောင်းသွားပြီးတော့ရှင်မီကွက်တွေပြောင်းသွားပြီเนาะအိမ်စောတွေပြောင်းသွားပြီဗျ21ကြာရင်เนาะအိမ်စောကဒီသားလေးကကြောင်နဲ့လာမယ်เนาะအဆက်နဲ့မလာတော့အားဆက်အဆက်နဲ့မလာတော့เนาะဘယ်အိုင်ကွန်လူအများကြိုက်တဲ့အဝါရောင်လေးပါเนาะရဲလိုလေးဖြစ်ပါတယ်ကျဲစုအများကြီးတင်ပါဗျကြည့်ရှုအားပေးရညီကိုကြီးเนาะလိုချင်တယ်ဆိုရင်တော့လမ်းလာခဲ့လိုက်တော့ဘိန်းလုံးဝ share တွေပဲဦးစားပေးပြီးရောင်းပေးရတဲ့အတွက်ညီကိုတွေစိတ်ချပါเนาะဘိန်းတစ်စီးတစ်ဖို့ရတယ်ကျွန်တော်တာဝန်ထားလိုက်ညီကိုကြီးเนาะနယ်ဝေးကညီကိုတွေက10အချောက်အရောက်ငွေရှင်းတယ်ကျွန်တော်အရောက်ပို့ဆောင်မှာဖြစ်ပါတယ်Thank you ပါညီကိုချစ်ပါတယ်ခင်ဗျာ